အားလုံးပဲမင်္ဂလာပါချစ်တို့ရေမာခင်ကိုနှစ်ပတ်စာမွေးမင်းနေတယ်မာခင်ပြောတယ်လေတနင်္လာနေ့တင်ပေးမယ်ဆိုမာခင်တနင်္ဂနွေညလာမင်းမာခင်တင်ပေးလိုက်တယ်16နေ့ဟုတ်တယ်တနင်္ဂနွေညမာခင်တင်ပေးတယ်တချို့ကမတွေ့ဗီဒီယိုရှော့မှာတင်ပေးလိုက်တယ်အဲ့တော့အဲ့ဒီနှစ်ပတ်စာမွေးကထွက်သွားပြီ18ရက်3လ2000တော့တချို့ကမတွေ့လို့ဆိုပြီးတနင်္လာနေ့မနက်ကနေကမေးတဲ့လူတွေကတော့အဆင်ပြေတယ်နှစ်3 20 30အားအဲ့တော့အခုကဘယ်လိုဖြစ်လဲဆိုတော့ YouTube ကလူတွေကလည်းမာခင် line မတောက်လားမေးတော့မာခင်တက်ပေးလိုက်တယ်မာခင်ရဲ့အခြေအနေကဘယ်လိုဖြစ်လဲဆိုတော့တနင်္လာနေ့မှာမာခင်ကနေကုန်ဝုံဆိုပြီးတော့6နှစ်တကွက်ကောင်းပေးလိုက်တာ6နှစ်26ထောက်ရတယ်တင်းလာနေမနေ့မှာအဲ့တော့6 3ညတင်းနှစ်အခွေ100ရာခိုင်အခွေရလဲ20ဆိုပြီးတော့အင်္ဂါနေ့မနေ့မှာထွက်တယ်တစ်ပတ်စာမွေးနဲ့လည်းညီမျှတယ်ဒါပေမဲ့မခင်ကဦးစားပေးပတ်တီးဖြစ်တဲ့အတွက်ဖြစ်ကန်ကပ်လည်းဘယ်လိုဖြစ်လဲဆိုတချို့ကတော့2620ရောမိတချို့က26တချောင်းပဲမိတယ်ပတ်တီးကတော့မထွက်သေးမခင်အနေနဲ့ပတ်တီးကတော့မနေ့ပြန်ထွက်မှာပေါ့နော်ဆက်တိုက်ခိုင်းတယ်မခင်ကကိုပတ်တီးလည်းကိုယုံတယ်ပေါ့နော်အဲ့တော့ကြည့်မယ် YouTube သမားတွေကလာမေးတဲ့အခါမှာမခင်ကလည်း group နဲ့လည်းအလုပ်တွေရှုံနေတဲ့အခါကျတော့မခင် YouTube လည်းတက်ပြီးတော့ကူညီပေးခြင်းလို့တက်လာခြင်းဖြစ်တယ်အဲ့တော့နှစ်ပတ်စာမွေးကထွက်သွားပြီနှစ်3 20 30အားအဲ့ဒီဟာ sorry YouTube တင်ထားပေးတယ်အဲ့ဒါထွက်သွားပြီအဲ့တော့မနေ့ပြန်ပြောပြမယ်မနေ့ပြန် daily တက်ပြောတာပတ်တီကတော့အောင်မယ်မနေ့ပြန်မနေ့ထွက်ပြီမနေ့ပြန်တနေ့တော့တိုက်ရမှာပဲချစ်လို့ရမ်းကောင်းတယ်အဲ့တော့ကြည့်မယ်ချစ်လို့ဒီကနေစားပြမယ်ဒီလိုယူမယ်ပုံစံအများဦးရှင်းတဲ့တဲ့ပေါင်းကိုဒီကိုနဲ့ပေါင်း8နက်ခတ်တဲ့ပါဝါတော့8 3ကီ8ထွက်တယ်တဲ့နဲ့9နဲ့ပေါင်း6ဒီ8နဲ့ပေါင်း4 4နဲ့9ကီ2က4ရောထွက်တယ်9နဲ့ပေါင်း8ဒီ3နဲ့ပေါင်း3ညခွန်5ကီခွန်နဲ့9နဲ့ထွက်တယ်8နဲ့4နဲ့ပေါင်း2ဒီ8နဲ့ပေါင်း3ညခွန်5ကီ9ထွက်တယ်8ရက်2ရက်ပေါင်း3ညဒီ3နဲ့ပေါင်း3 3 5 8ကီ8ထွက်တယ်9နဲ့1နဲ့ပေါင်း6ဒီ8နဲ့ပေါင်း4 4နှစ်9ကီ9ထွက်တယ်3နဲ့4နဲ့ပေါင်း9ဒီ9နဲ့ပေါင်း6 6တစ်9ကီ9ထွက်တယ်8နဲ့6နဲ့ပေါင်း4ဒီ2နဲ့ပေါင်း6 6တစ်9ကီ6ထွက်တယ်2နဲ့3နဲ့ပေါင်း5ဒီ9နဲ့ပေါင်း2 2 4 9ကီ2 4ခွန်ကီ2ထွက်တယ်မနှက်မွေညပေါ့နော်ခွန်နဲ့3နဲ့ပေါင်း3ညဒီ3နဲ့ပေါင်း3 3 5 8ကီ8ထွက်တယ်9နဲ့6နဲ့ပေါင်း1ဒီ8နဲ့ပေါင်း9 9 6 4ကီ4ရော6ရောထွက်တယ်3နဲ့4နဲ့ပေါင်းခွန်ဒီ2နဲ့ပေါင်း9 9 6 4ကီ6နဲ့4နဲ့ထွက်တယ်အဲ့တော့ဆက်ကြည့်မဆိုဒီကနှစ်ကိုယူဒီ3ညနဲ့ဆိုရင်နှစ်ဒီနှစ်3ညနဲ့ပေါင်းဒီကအပိတ်နှစ်3ညနဲ့ပေါင်းနှစ်4ခွန်ကီနှစ်ထွက်တယ်အဲ့တော့ဆက်ယူမဆို6နဲ့9နဲ့ပေါင်း9ဒီ1နဲ့ပေါင်း6နဲ့9နဲ့ပေါင်း3ဒီ1နဲ့ပေါင်း4မနက်ဖြန်နေကုန်4နှစ်9ကီအမအဲ့တော့ပြောချင်တဲ့အသေးပဲကတော့ဒီမှာခါနဲ့ခတ်ဖြစ်တာ3580ကီလုံးဝမတည်16ပါဝါဖြစ်တဲ့အခါကျရင်ပြစ်မလွယ်ကီက3580ကီ16ရဲ့အခြေအနေပြပြမယ်ပါဝါခါပါဝါ38ဖြစ်တဲ့အခါမှာ3580ကီက3ညထွက်တယ်မနက်ပိုင်းညနေပိုင်း8ထွက်တယ်တစ်ချိန်ပဲညနေထွက်သွားတာအဲ့တော့ဒီမှာခါပါဝါ4ကိုဖြစ်တဲ့အခါမှာ3580ကီမနက်ပိုင်း9ထိတယ်ခါပါဝါခွန်2ဖြစ်တဲ့အခါမှာ3580ကီမနက်ပိုင်း8ထိတယ်ခါပါဝါ16ဖြစ်တဲ့အခါမှာ3580ကီညနေမှဒီတစ်ချိန်မဲ့3ညထိတယ်ဒီတစ်ချိန်မဲ့3580ကီညနေထိတယ်ခါပါဝါ64ဖြစ်တဲ့အခါမှာ3580ကီမနက်ထိတယ်ခါပါဝါခွန်2ဖြစ်တဲ့အခါမှာ3580ကီ9ထိတယ်ခါပါဝါ38ဖြစ်တဲ့အခါမှာ3580ကီ93ဒါရိုက်ထွက်တယ်ခါပါဝါ16ဖြစ်တဲ့အခါမှာ3580ကီ3ချွေတယ်3ညချွေတယ်ခါပါဝါ61ဖြစ်တဲ့အခါမှာ3580ကီ9ထွက်တယ်ခါပါဝါ2ခွန်ဖြစ်တဲ့အခါမှာ3580ကီ3ည9ဒါရိုက်ထွက်တယ်ခါပါဝါ6တစ်ဖြစ်တဲ့အခါမှာ3580ကီ4ထွက်3ညထွက်တယ်ခါပါဝါ2ခွန်ဖြစ်တဲ့အခါမှာ3580ကီ8ထွက်တယ်3ညထွက်တယ်ခါပါဝါ6လေးဖြစ်တဲ့အခါမှာ3580ကီ3ထွက်တယ်ခါပါဝါ8 3ဖြစ်တဲ့အခါမှာ3580ကီ9ထွက်တယ်အဲ့ဒီကစပြီးခါပါဝါမဖြစ်အခုခါပါဝါဖြစ်တဲ့အခါမှာတစ်ချိန်မဲ့ညနေထိတာမနက်ပိုင်းထိမှမနက်ဖြစ်မနက်3580ကီချစ်တို့မှာဝမ်းချင်းရှိကြိုက်တာနဲ့ကအဲ့တော့ဘာဖြစ်လို့မနက်ပိုင်းသေချာပေါက်ထိမလဲပြောတဲ့အခါမှာအများအားဖြင့်မနက်ပိုင်းဆင်းတယ်ဆိုတဲ့အချက်ဒီမှာခါနှစ်ခတ်ဖြစ်တာ3580ကီလုံးဝမထိပဲဖျောက်သွားတဲ့အတွက်ဟောဒီမှာခါပါဝါထပ်ဖြစ်တဲ့အတွက်မနက်ပိုင်းလုံးဝ3580ကီပြစ်မလွယ်အကယ်၍များဂုဏက100ရာခိုင်နှုန်းကီ4နှစ်9တာ4နှစ်9တာမနက်ပိုင်း
ပေးခဲ့မဲ့ဆိုရင်ရှင်းရှင်းလေး93959893ည43454843ည23252823ည12ကွက်20ထိုးပါမနှက်မဟုတ်ညပေါ့မနှက်ညပဲရေးပြလိုက်တယ်အဲ့ခါပါမှာ3580ကီကိုအကယ်၍အချစ်တို့က4နှစ်9နဲ့မကတ်ချင်အချစ်တို့မှာနှစ်သက်ရဝမ်းငိမ့်ရှိတယ်ဆိုဒီပြစ်မလွဲကီနဲ့ကတ်လို့ရပါတယ်ရှင်အားရပါပဲရှင်အဲ့ဒါလေးတက်ပြောတာပါအဲ့တော့နှစ်ပတ်စာမွေးကနန်းထွက်သွားပါပြီရှင်မားခင်ကိုလာမေးတော့ YouTube မှာအချစ်များကိုတင်ပေးလိုက်ခြင်းဖြစ်ပါတယ်ရှင်ရှင်းလဲရှင်းပြလိုက်ပါတယ်ရှင်